မင်္ဂလာပါတကယ်ချင်းတို့ရေဒီနေ့တော့ပိတ်ရက်ကလေးမှာကျမဒီ Maryland ပြည်နယ်မှာပဲရှိတဲ့မြစ်ထားလမ်းဟောင်းကြီးရှိတဲ့နေရာကိုသွားပါမယ်နော်။သွားဒီဟာကကျမ Maryland ကနေပြီး Maryland နဲ့မှာပဲကျမတို့နေတဲ့ Frederick မြို့ကနေပြီးတော့ First Pass ဆိုတဲ့မြို့အထိကိုကျမသွားရမှာဖြစ်ပါတယ်။ဒီမှာဘာလို့ရှိလဲဆိုတော့သူက Ray Biking Tour ရှိပါတယ်နော်။ယထာလမ်းပေါ်မှာစပိန်လည်းမဟုတ်ပါခေါမလဲ4ယောက်3ယောက်အဲ့လိုမျိုးထိုင်ပြီးတော့2ယောက်အဲ့လိုစီးလို့ရတဲ့ biking ပုံစံလုပ်ထားတာပေါ့နော်အဲ့ဒီကိုသွားပါမယ်နော်ခုဆိုလို့ရှိရင်တော့ဘူရာယုံကိုရောက်ပါပြီဒါဘူရာယုံအဟောင်းကြီးပါဒါကသူတို့အဲ့ဒီမှာလက်မှတ်လေးရောင်းတယ်ပြီးလို့ရှိရင်အစားတောက်နဲ့အမှတ်တရပစ္စည်းတွေလည်းရောင်းပါတယ်ကျမလက်မှတ်ကတော့ online ကနေပြီးတော့ကြိုပြီးတော့ဝယ်ရပါတယ်เนาะသူကလက်မှတ်ကဘယ်လောက်ပေးရလဲဆိုတော့သူက2ယောက်စာဆိုလို့ရှိရင်$119ပြီးပြီဆိုရင်4ယောက်စာဆိုလို့ရှိရင်တော့$199ပါသူကကျမတို့က3ယောက်ထဲသွားတာဒါပေမဲ့သူက4ယောက်ပေါ့เนาะ4ယောက်စာနဲ့2ယောက်စာအဲ့လိုမျိုးတစ်စီးစီအဲ့လိုမျိုးခွဲထားတာဆိုတော့ဖြစ်$199ပေးရတယ်။ဒါကဒီဘူရာယုံရဲ့ပတ်ဝန်းကျင်လေးပါ။ဒီဘူရာယုံကသူက1892ခုနှစ်မှာတည်ဆောက်ခဲ့တာဖြစ်ပါတယ်နော်။ကမ်ဘာလန်နဲ့ပက်စီဖိနီးယားအတွက်ယထာလန်ဖြစ်ပါတယ်။ကမ်ဘာလန်ကတော့ကျမတို့ Maryland State ထဲမှာပေါ့နော်။အရန်ကိုတိတ်ဆိတ်ငြိမ်သက်ပြီးတော့လှပတဲ့နေရာလေးပါ။တကယ်ကိုလည်းဆင်းဖြစ်ပါတယ်။ရောက်သွားရတာအရန်ကိုတန်ပါတယ်နော်ကျမတို့အရန်နေတော့မောင်းရတာပေါ့တနားလောက်တိုင်းပဲအရန်တန်ပါတယ်ရောက်သွားတဲ့အခါမှာဝန်ထမ်းတွေကလည်းအရန် friendly ဖြစ်တယ်အရန်ကူညီတယ်ပြီးလို့ရှိရင်သူတို့ကတည်ချာချာဒီ case နဲ့ပတ်သက်ပြီးတော့လည်းရှင်းပြတယ်ပြီးရင်သူတို့ကရှေ့မှာ guide နဲ့မှာကိုအခက်ခဲဖြစ်လို့ရှိရင်ကူညီနိုင်မဲ့ပေါ့နော်ဟိုဝန်ထမ်းတွေကလည်းအရှိရနေပြီးတော့တစီမောင်းသွားပေးပါတယ်ပိတ်ရဆိုလို့ရှိရင်တော့အရန်စီကားတဲ့နေရာပါเนาะဒီမှာဆိုတော့အများကြီးပဲလာပြီးတော့စီးကြတာသူကမင်းနဲ့ပိုင်းလေးနည်းနည်းလေးခွဲပြီးတော့လွတ်တယ်တယောက်နဲ့တစီနဲ့တိုင်းမိတာမျိုး accident မျိုးမဖြစ်အောင်တော့သူတစ်ဖက်လမ်းမှာကျတော့သူဒီ museum လည်းရှိပါတယ်ဘာဖြစ်လို့ဆိုတော့ဒီဘူရာယုံက1892ခုနှစ်ကတိစောက်ခဲ့တဲ့ဟာတက်တဲ့အတွက်ကြောင့်မလို့ပေါ့နော်အရင်တော့အထက်ကကုန်စီတွေပို့တယ်ခီးတယ်လည်းပို့ခဲ့တယ်နှစ်ပေါင်း60လောက်ကြာအောင်ဒီတထားလမ်းယူသူတို့အသုံးပြုခဲ့တယ်အခုတော့သူအဲ့လိုမျိုးမသုံးတော့ဘူးကားလည်းအရင်အဆင်ပြေသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟိုရှေ့မှာမြင်နေရတာကျမတို့ရှေ့ကနေပြီးတော့ဥဆောင်သွားတဲ့တရားဝန်ထမ်းတွေပါเนาะသူတို့ကလမ်းမှာကျမတို့ရဲ့အခက်အခဲတစ်ခုခုရှိခဲ့ရင်ရထားလမ်းပြတ်ခဲ့ရင်ပေါ့เนาะသူအကူအညီဖို့အတွက်ကိုရှေ့ဆုံးကနေပြီးတော့မောင်းသွားတာလမ်းမှာဒါကတော့သူတို့ရထားလမ်းပတ်ဝန်းကျင်မှာပြင်ဆင်နေတာတွေတွေ့ရပါတယ်လမ်းမှာရှုခင်းတွေကအရင်တာရတယ်ဆက်ချင်းမောင်းခြင်းတော့နည်းနည်းကျမကျတော့အရက်ပူတယ်တာကကြတော့အရင်ရှိတယ်ခါကြမှာတာမိနှစ်ယောက်ဘိုက်လောက်ဟာတိတ်ပြီးတော့ balance မဖြစ်ဘူးဖြစ်ပြီးကျမအတွက်တော့ဆက်ချင်းမှာနည်းနည်းလေးတော့အခက်အခဲလေးရှိတယ်နောက်ပိုင်းကျတော့မောင်းတော့ okay ကဲကိုဟန်အနေအထားကိုဘယ်လိုထားရင်မောင်းလို့ပို့ပြီးလွယ်ပဲပေါ့နော်ဘာလို့ဆိုတငယ်ချင်းနဲ့ကျမနဲ့နှစ်ယောက်တူတူထားရင်ပြီးတော့အရှိမမောင်းတာပြီးနောက်မှမောင်းတာပြီးဆိုရင်ပို့ပြီးတော့အစင်ပြင်မှာအရက်ညီတယ်တသားနဲ့ကျမနဲ့သွားပြီးတော့တွဲလိုက်တော့အရက်ကမညီတော့ရှင်းနေနောက်နဲ့တိုးရဆော်ရတာကနည်းနည်းလေးအခက်အခဲရှိသွားတယ်ဒါပေမဲ့အဆင်ပြေတယ်မောင်းရင်နဲ့ကြာမှကျမသဘောပေါက်လာတော့အရင်အဆင်ပြေတယ်လုံးဝမရက်ချင်တော့အောင်မယ်နော်တလန်းလုံးအရက်ဘယ်လိုခေါ်မလဲဒီတောတောင်ကြီးကြည့်ပြီးတော့သွားရတာရန်ကျင်းလို့ကိုကောင်းတယ်ပြီးရင်ကိုဘေးမှာလည်းလမ်းလေးရှိတယ်နော်အဲ့ဒီလမ်းလေးမှာလည်းစပိန်လေးတွေကလည်းဖြတ်သွားကြတယ်အကောင်လေးတွေပေါ့နော်တော့ဒီအကောင်တလေးတွေပါရှင့်လေးတွေလိုမျိုးပေါ့နော်အဲ့အလေးတွေလည်းတလန်းလုံးမြင်ရတယ်ဒီလိုလှိုင်ကူတွေကိုလည်းဖြတ်ရတဲ့အခါကျတော့အရင်တာယာကြီးနုကိုကောင်းပါတယ်နော်သူကအခုနောက်ပိုင်း1990ခုနှစ်နောက်ပိုင်းပေါ့နော်
အဲ့ဒီမှာစပြီးဒီမှာကဒီလိုမျိုးပုဂ္ဂလိကတွေကငှားပြီးတော့ဒီလို rail biking တွေလုပ်ကြတယ်အရန်ပျော်စရာကောင်းတဲ့အစီအစဉ်လေးတွေသူတို့လုပ်ထားတဲ့အတွက်ကြောင့်မလို့ဒီရထားလမ်းကြီးကပို့ပြီးတော့လည်းပျက်စီးမသွားဘူးသူတို့အမြဲတမ်းလာပြီးတော့ပြုပြင်တယ်လူတွေလည်းအမြဲတမ်းရှိတဲ့အတွက်ကြောင့်မလို့တောခေါင်ခေါင်ကြီးဖြစ်မသွားတော့ဘူးကျမတို့ဒါက15မိုင်ခရီးပါเนาะကျမတို့15မိုင်ခရီးကိုနင်းသွားမယ်ပြီးရင်ဟိုရောက်ရင်တော့သူတို့အပြန်ခရီးမရှိဘူးသွားခရီးပဲဟိုရောက်ရင်ကျမတို့shuttle bus ရှိပါတယ်เนาะ shuttle bus နဲ့အခုဘူရာကိုကျမတို့ပြန်လာရပါမယ်ကဲကျမတို့ရဲ့တနေ့တာပေါ့เนาะဒါ shuttle bus တွေပန်းဖြေခီးရတော့အမှန်တိုင်းပြောရရင်ပထမတော့15မိုင်ဆိုတော့အမလေးနင်းနိုင်ပါမလားပေါ့เนาะဒါနဲ့အရန်ပြောစရာကောင်းပြီးတော့ရောက်သွားပြီလားမြန်လိုက်တာပေါ့เนาะအဲ့လိုတော့ခံစားရအောင်ပြောစရာကောင်းတဲ့ခီးလေးဖြစ်ပါတယ်ရှင်အားလုံးပဲကြည့်ရှုနေသူအားလုံးကိုကျေးဇူးတင်ပါတယ်